ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကန်ထူးရှင်ဒူဒီ channel လေးကနေပြီးတော့ဒူဒီကိုဝါသနာပါကြတဲ့ချစ်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကတော့ဒူဒီနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကိုအခမဲ့ free တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရှေ့တစ်ပတ်မှာလည်းကျွန်တော်ချစ်မိတ်ဆွေများကိုကျွန်တော်ပေးခဲ့တဲ့ break တွေကဏ္ဍတွေအားလုံး share အောင်သွားပါတယ်ဗျာเนาะအကုန်လုံးအောင်သွားပါတယ်အဲ့တော့ဒီတစ်ပတ်မှာလည်းကျွန်တော်ကဒီရှေ့တစ်ပတ်မှာထွက်ခဲ့တဲ့ဒီထွက်စင်တွေကိုကြည့်ပြီးတော့အဲ့တော့ဒီတစ်ပတ်မှာဘယ်ကဏ္ဍတွေဘယ် break တွေအားကောင်းတယ်အားသာတယ်ဆိုတာကိုကျွန်တော်ကလာရောက်ပြီးတော့အခမဲ့ free ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ချစ်မိတ်ဆွေများအားလုံးကကျွန်တော်အခုပေးမဲ့ကဏ္ဍလေးတွေနဲ့ကိုယ်မှာရှိတဲ့ကဏ္ဍလေးတွေနဲ့တူရဲဆိုရင်ယူသုံးပြီးတော့ယူဆုပ်လို့ရပါတယ်ခင်ဗျာเนาะအဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာကတော့တနင်္လာနေ့ပိတ်ပါတယ်အဲ့တော့ကျွန်တော်တို့10ရက်နေ့ကနေပြီးတော့17ရက်နေ့အထိကျွန်တော်တို့ကစားလို့ရပါတယ်ဗျเนาะဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်အခုဒီတစ်ပတ်မှာအားကောင်းတဲ့ break တွေကဏ္ဍလေးတွေကိုကျွန်တော်မျှဝေပေးပါမယ်เนาะကျွန်တော်ရဲ့ဒီ channel လေးကိုလည်းကျွန်တော်ရဲ့ဒီကန်တူးရှင် 2D channel လေးကိုလည်းချစ်မိတ်ဆွေများကအပန်းမကြည့်ရင် like and subscribe လေးလုပ်ပေးပါလို့မြစ်တာရခံတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ရှေ့က 2D senior ဆရာတွေအားလုံးကိုလေးစားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဒါဆိုကျွန်တော်တို့စလိုက်ရအောင်เนาะအဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်က10ရက်နေ့ကနေ17ရက်နေ့ထိပါတယ်တနေ့နာနေ့ကပိတ်ပါတယ်เนาะ10ရက်နေ့ကနေ17ရက်နေ့အထိမှာကျွန်တော်ပထမအဦးဆုံးပေးချင်တာကတော့ break ကိုစပြီးပေးပါမယ်เนาะအဲ့တော့ဒီတစ်ပတ်မှာအားကောင်းတဲ့ break လေးကိုကျွန်တော်မျှဝေပေးပါမယ်ဒီတစ်ပတ်မှာကျွန်တော်ရှာထားတဲ့ break လေးကတော့38 break ဖြစ်ပါတယ်ဒီ38 break ထဲကနေပြီးတော့တစ်ခုလာပါမယ်เนาะ38 break ထဲကနေပြီးတော့တစ်ခုလာပါမယ်အဲ့ဒါဆိုကျွန်တော်တို့3 break ဆိုလို့ရှိရင်3ရှိမယ်နောက်1နှစ်4ကို5 8 6ခေါ်ပါဗျเนาะ3 break ပါနောက်ပြီးသွားရင်ကျွန်တော်တို့10 break က3 8 1ခေါ်2 6 3 5 4 4 9ပါเนาะအဲ့တော့3 break 10 break အဲ့ထဲကနေတစ်ခုလာပါမယ်เนาะအဲ့ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်4 break ပေးခဲ့ပါတယ်အဲ့တော့ချမိတ်ဆွေများတချို့သိမှာပါအဲ့တော့4 break ပထမဦးဆုံးတနင်္လာနေ့မှာရင်မနက်ပိုင်း40ညနေပိုင်း90ဆိုပြီးတော့4 break ကတနေ့နဲ့အောင်သွားပါတယ်ဗျเนาะအဲ့တော့ဒီမှာတော့ကျွန်တော်တစ်ခုခံမှန်းပါတယ်အဲ့တော့နှစ်ခုလုံးလဲလာပါစေလို့လဲကျွန်တော်ကဆုတောင်းပါတယ်ဗျเนาะအဲ့ break ပြီးသွားရင်နောက်တစ်ခုကကျွန်တော်ကဒီတစ်ပတ်မှာပတ်တီးလေးပေါ့เนาะအဲ့ပတ်တီးလေးကိုကျွန်တော်က calendar နဲ့ကျွန်တော်ကတိုက်စစ်ပြီးတော့ကျွန်တော် calendar နဲ့တိုက်စစ်ထားတာတော့ပြက်ပင်မရှိဘူးပေါ့เนาะပြက်ပင်မရှိသေးပါဘူးအဲ့တော့ပြက်ပင်မရှိသေးတဲ့ကဏ္ဍလေးမို့လို့ကျွန်တော်ကချစ်မိတ်ဆွေများကိုရစေခြင်းနဲ့စိတ်နဲ့ဝေမျှပေးတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်က1-4ဆိုပြီးထွက်ခဲ့ရပါတော့အဲ့တော့1-4ပဲထွက်4-1ပဲထွက်ပါတော့အဲ့တော့1-4 ထွက်ခဲ့ရင်ကျွန်တော်အမြန်ဆုံးဒီကလင်ဒါထဲမှာတော့ကျွန်တော်ပြီးတိုက်စစ်ပြပါမယ်เนาะကလင်ဒါထဲမှာတော့အများဆုံး3ရက်အတွင်းပေါ့เนาะအဲ့တော့3ရက်အတွင်းမှာနှစ်ပိုင်းခွန်ပိုင်းတစ်ခုလာပါတယ်ဗျเนาะနှစ်ခွန်ပတ်တီပေါ့เนาะနှစ်ခွန်ပတ်တီတစ်ခုလာပါတယ်အဲ့ကျွန်တော်တို့ကလင်ဒါလေးနဲ့တစ်ချက်စစ်ကြည့်မယ်เนาะဒီမှာ1-4ထွက်ပါတယ်ဗျာเนาะ1-4ထွက်တယ်1-4ထွက်ပြီးတော့နောက်တစ်ရက်မှာပဲ2-5ဆိုပြီးတော့2ပိုင်းကတ်လိုက်ပါတယ်ဗျာเนาะအဲ့တော့ဒီမှာလဲ20ဆိုပြီးတော့နောက်ရက်မှာ2ပိုင်းထွက်ပါတယ်
ဒီမှာတစ်လေးထပ်ထွက်ပါတယ်အဲ့တော့တစ်လေးထွက်ပြီးတဲ့အခါမှာလည်းနောက်တစ်ခါခွန်မိုင်းကပ်ပြီးတော့လိုက်ပါတယ်ဗျနော်ခွန်မိုင်းကပ်လိုက်ပါတယ်ဒီမှာတစ်လေးထပ်ထွက်ပါပြီတစ်လေးတွေ့ပါပြီဒီမှာကပ်ပြီးတော့ခွန်မိုင်းလိုက်ပါတယ်အဲ့တော့ तू ကဒီမှာပါနှစ်ပိုင်းနောက်တစ်ရက်မှာနှစ်ပိုင်းမှာကပ်လိုက်ပါတယ်ဗျနော်အဲ့တော့ခွန်မိုင်းရောနှစ်ပိုင်းရောတစ်ခါတည်းထွက်ပါတယ်ဒီတစ်ပတ်မှာနော်အဲ့ဒီမှာလည်း၄တစ်ထွက်ပါတယ်၄တစ်ထွက်ပြီးတဲ့အခါမှာနောက်တစ်ရက်မှာပဲနှစ်ပိုင်းထွက်တယ်အဲ့တော့နောက်3ရက်မြောက်မှာပဲနောက်3ရက်မြောက်မှာပဲခွန်ပိုင်းဆိုပြီးတော့ထပ်ထွက်တယ်အဲ့တော့နှစ်ပိုင်းရောခွန်ပိုင်းရောထွက်ပါတယ်အများဆုံး3ရက်အတွင်းမှာပေါ့เนาะကလင်ဒါထဲမှာတော့3ရက်အတွင်းမှာပြတ်ပင်မရှိသေးပါဘူးဗျเนาะအဲ့တော့ထွက်ပါတယ်အဲ့တော့အခုဒီမှာတစ်လေးပြီးခဲ့တဲ့တစ်ပတ်ကထွက်ခဲ့တဲ့အတွက်လာမယ့်ပတ်မှာနှစ်ပိုင်းခွန်ပိုင်းကျင်းသည်တစ်လုံးဒါမှမဟုတ်လို့ရှိရင်နှစ်ခွန်နှစ်ခုလုံးလာနိုင်ပါတယ်ဗျเนาะအဲ့တော့ချင်းမိတ်ဆွေများကိုကျွန်တော်ကဒီကလင်ဒါနဲ့တွဲပြီးတော့ပြတ်ပင်မရှိသေးတဲ့ဒါပတ်တီးလေးပေါ့နော်နှစ်ပိုင်းခွန်ပိုင်းတစ်ခုလာပါမယ်အဲ့တော့နှစ်ပိုင်းခွန်ပိုင်းကလည်းသူတကယ်အဲ့အမူကိုချပေးမယ်ဆိုရင်ကျွန်တော်တို့ဒါအခုဟာကအင်္ဂါနေ့ကစတာဆိုတော့တနင်္လာနေ့ပိတ်တာဖြစ်တဲ့အတွက်အင်္ဂါဗုဒ္ဓကြာတာပြီပေါ့နော်3ရက်အတွင်းမှာထွက်လာနိုင်ပါတယ်ဗျနော်အဲ့တော့ break ပြီးပြီအဲ့တော့နှစ်ခွန်ပတ်တီးပြီးပြီအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်ကဒီတစ်ပတ်မှာကျွန်တော်ကလင်ဒါနဲ့တိုက်စစ်ထားတယ်ပေါ့နော်သူလည်းပြက်ပင်လုံးဝမရှိသေးပါဘူးเนาะအဲ့တော့ကျွန်တော်ကတော့ပြက်ပင်မရှိသေးဘူးအတွေ့ရပေါ့နော်အဲ့ပြက်ပင်မရှိသေးတဲ့ဒီတစ်ခေါက်ကအခွေလေးပေါ့နော်အခွေလေးကိုကျွန်တော်ကလာပြီးတော့မျှဝေပေးပါတယ်နော်ဒီတစ်ပတ်မှာကျွန်တော်အားကောင်းဆုံးအခွေလေးပေါ့နော်ဒီတစ်ပတ်မှာအားကောင်းဆုံးအခွေလေးကတော့3ခွန်8အပူပါခွေပါနော်ချင်းမိတ်ဆွေများနှစ်3ခွန်ရှင်အပူပါခွေပါသူကလည်းကျွန်တော်တိုက်စစ်ထားတာပြက်ပင်မရှိပါဘူးဗျเนาะအဲ့တော့နှစ်3ခွန်ရှင်အပူပါခွေလေးရှိပါတယ်အဲ့တော့နှစ်3နှစ်ခွန်နှစ်8 3ခွန်3 8ခွန်8နှစ်3ခွန်8နှစ်3 3ခွန်8 8ဟုတ်ကဲ့ဒါကတော့23ခွန်8ဘူးပါခွေလေးပါဒီကလည်းကျွန်တော်ခံမှန်းတာကတော့ကလင်ဒါထဲမှာတော့သူကတော့အများဆုံးပေးတာပဲဗျာเนาะအဲ့တော့2ရက်အတွင်း3ရက်အတွင်းမှာလာနိုင်ပါတယ်ဒီခွေလေးရတယ်เนาะအဲ့တော့နောက်ချင်းမိတ်ဆွေများကိုကျွန်တော်ကတခုအကြံဉာဏ်ပေးတာပါဗျာเนาะအဲ့တော့ကျွန်တော်အကြံဉာဏ်ပေးတာပါဘာလဲဆိုတော့ကျွန်တော်တို့ဒီကစားလို့ရှိရင်ကိုကတခြားဘေးရပဲခဏန်းရပေါ့เนาะအဲ့တော့ရတဲ့ခဏန်းတွေကိုအားလုံးကိုဘုံတူတာလေးတွေကိုရွေးပြီးတော့ကစားပါလို့ကျွန်တော်အကြံဉာဏ်ပေးချင်ပါတယ်အဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်ပေးထားတာ3-8 break အဲ့တော့ဒီမှာလည်းနှစ်ခွန်ပတ်တီးဆိုတော့ကျွန်တော်တို့ဒီနှစ်ခွန်ပတ်တီးလေးကနေပြီးတော့ဒီမှာပါတဲ့နှစ်ပိုင်းခွန်ပါအဲ့တော့ဒီလိုလေးတွေကိုဘုံတူတာလေးတွေရွေးပြီးတော့ကစားပါအဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ဘုံတူတာလေးတွေရှိတယ်ပေါ့နော်အဲ့တော့နှစ်ခွန်တို့เนาะအဲ့တော့နှစ်ခွန်ပတ်တီးနဲ့ပတ်သက်တဲ့ဟာတွေနောက်3-8 break နဲ့ပတ်သက်တာတွေဒီထဲမှာလည်းရှိတယ်ပေါ့နော်အဲ့လိုဘုံတူတာလေးတွေကထွက်တတ်တာများပါတယ်ဒါကျွန်တော်ကဏ္ဍမှာမဟုတ်ပါဘူးတခြားဘယ်ရပဲကဏ္ဍတွေရပါတော့အဲ့တော့ကိုကချင်းမိတ်ဆွေတို့ကဘုံတူတာလေးကိုရွေးပြီးတော့အမြတ်များရအောင်ကစားလို့ရပါတယ်လို့အကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်အဲ့တော့ကျွန်တော်ကတော့ဒီတစ်ပတ်မှာအားကောင်းတဲ့ break တွေပတ်သီးတွေအခွေလေးတွေကိုကျွန်တော်ကတော့ပေးထားပါတယ်ခင်ဗျာနော်အချင်းမိတ်ဆွေများကကိုယ်နဲ့အကြိုက်တူရဆိုရင်ယူသုံးလို့ရပါတယ်ယူဆော့လို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ရဲ့ဒီ Contusion 2D channel လေးကိုလည်းlike and subscribe လေးလုပ်ပေးပါလို့ဗန်းမကြီးမြတ်ထားရခံတောင်းဆိုချင်ပါတယ်ခင်ဗျာအဲ့တော့ဒီတစ်ပတ်မှာလည်းချင်းမိတ်ဆွေများကကိုကင်လိုက်တဲ့ကိုဆော့လိုက်တဲ့ကဏ္ဍတွေအားလုံးဟာရွှေဖြစ်ပါစေငွေဖြစ်ပါစေအသက်ရှူတိုင်းမှာငွေဝင်ပါစေမရှိစကားမကြားပါစေနဲ့လို့ကျွန်တော်ဆုတောင်းပေးပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုအစဆုံးကြည့်ပေးကြတဲ့အတွက်လည်းချင်းမိတ်ဆွေများအားလုံးတယောက်ချင်းစီအောင်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာအဲ့တော့ဒီဂျားထဲမှာကျွန်တော်ကမူလေးတွေထပ်ပြီးတော့ကောင်းတာလေးတွေတွေ့ရင်ကဏ္ဍကောင်းတဲ့အရာလေးတွေတွေ့ရင်ကျွန်တော်ထပ်ပြီးတော့အခမဲ့ free ထပ်ပြီးတော့တင်ပေးပါမယ်ဗျာเนาะအဲ့တော့ဒီလာမယ့်အပတ်မှာလည်းချင်းမိတ်ဆွေများမျိုးမျိုးမြင့်မြတ်ပေါက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်เนาะအဲ့တော့နောက်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်ပြီးတော့ဆုံတွေ့ပါမယ်เนาะအဲ့တော့ချင်းမိတ်ဆွေများအားလုံးတတ်တာပါခင်ဗျာ